ဘူးတူတာလေးပြောပြသူတို့တရုတ်တရားလေးဘာဖြစ်လို့ဝတ်သားစားရလဲသိလားဘာဖြစ်လို့ထင်လဲသူတို့ထမင်းစပွဲထဲမှာအများအားဝတ်သားကမဖြစ်ပါတယ်ပေါ့နော်ဘာကြောင့်လို့ထင်လဲဈေးချိုလို့ပါဈေးချိုလို့စားတာပါဘာဖြစ်လို့လဲဆိုတော့တခြားအမဲသားစိတ်သားတခြားအသားတွေနဲ့ရှိရင်ဝတ်သားကဈေးချိုတယ်နော်အဲ့ဒါကြောင့်ဝတ်သားကိုသူတို့ရွေးချယ်ပြီးတော့စားကြတာတချင်းထဲမှာကြားဘူးတယ်မလားပါလဲတရုတ်မှန်ကိုရင်းနဲ့ဝတ်သားဘူးနဲ့မွေးလိမ့်မယ်ဆိုတာမွေးတာတော့မဟုတ်ပါတော့သူတို့လည်းတခြားအသားတွေတော့စားကြတာဒါပေမဲ့သူတို့ကကြတော့သူတို့တရုတ်လူမျိုးတွေကပတ်ဆက်ကိုချစ်ကုပ်ပြီးဆုတတ်ကြတယ်လေအဲ့တော့သူတို့ထမင်းစားတဲ့ခါကျရင်ဒီဝတ်သားတချို့ပါတာလည်းရှိမယ်မပါတာလည်းရှိမယ်မပါတဲ့ခါကျုံနဲ့စားကြတာလည်းရှိတယ်သူတို့ဘယ်အချိန်နောက်မှစားလဲဆိုရင်တစ်နှစ်ပတ်လုံးကုံယုံကျုံယုံရှာခဲ့သမျှနှစ်ကူမှသူတို့သုံးပြန်ဖြုံးတယ်ဘယ်လိုမျိုးလဲဆိုတော့သူတို့ဝယ်စားတွေဝယ်တယ်အပြီးရင်စားကျင်တဲ့ဥစ္စာတွေဝယ်စားတယ်အမေသားပဲဖြစ်ဖြစ်စိတ်သားပဲဖြစ်ဖြစ်ပေါ့နော်အမေသားတို့စိတ်သားတို့ကကြတော့နည်းနည်းဈေးကြီးရယ်လေဝတ်သားနဲ့ရှေ့ဝတ်သားကဈေးချိုတယ်အားကြောင့်သူတို့ကဝတ်သားကိုစားတာဖြစ်ပါတယ်သူတို့လည်းတို့တွေလိုပေါ့ကွယ်တို့ညီမလိုပဲပေါ့တို့ညီမလိုတော့စားကျင်တော့စွတ်စားလိုက်တာဒါပေမဲ့တရုတ်တွေကကြတော့စားကျင်စွတ်မစားဘူးအဲ့စားကျင်တဲ့ဆန္ဒကိုထိန်ပြီးတော့အဲ့လိုမျိုးစုကြတာပေါ့နော်အဲ့ဒါကတရုတ်တွေဘာကြောင့်ဝတ်သားစားရတဲ့အကြောင်းရင်းပဲဒါပြီးတော့သူတို့ကငါးကိုစားမယ်ဆိုရင်လည်းငါးကဈေးချိုတယ်ဒါပေမဲ့သူတို့ငါးကိုကြာတော့သူတို့ကမစားတတ်ဘူးတရုတ်တွေများဆိုငါးကိုဘာလို့စားဟင်းရီလောက်တောက်တယ်ပြီးတော့ငါးကိုအဲ့လိုပေါင်းပြီးတော့စားကြအဲ့ဒါပဲလောက်စားတတ်တာတို့တွေညီမလိုဆိုရင်ညီမလိုမျိုးဆိုတော့ငါးကိုဘလို့ပုံစံနဲ့ပဲဖြစ်ဖြစ်အကုန်လောက်စားတတ်တယ်ကွာသူတို့ကြောင့်ဒီနှမျိုးပဲတည်ဒါပေမဲ့ထူးထူးခြားခြားတွေ့ဘူးတာတယောက်တော့ရှိတယ်အဲ့ဒီမှာလမ်းဘေးမှာငါးကိုအဲ့လိုမျိုးစီနဲ့ကြော်ပြီးရောင်းတာပေါ့နော်ငါးကြော်ပဲအဲ့လိုရောင်းတဲ့သူတို့တွေ့ဘူးတယ်ဒါပေမဲ့အဲ့ဒါလည်းသူတို့စားခဲ့ပါတယ်သူတို့ကအများစုစားလို့ရှိရင်ငါးကိုအဲ့လိုဟင်းရီလောက်တောက်တဲ့အခါပြီးလို့ရှိရင်ဒီငါးကိုပေါင်းပြီးတော့စားတဲ့အခါအဲ့ဒါပဲစားကြပြီးတော့တချို့တရုတ်အများစုကအဲ့ငါးကိုတိတ်မကြိုက်ကြဒွညမာကြီးလောက်ပဲကြိုက်ကြဒွညမာကြီးထဲမှာလည်းငါးဆိုရင်မကြိုက်တဲ့သူလည်းရှိတာပေါ့နော်အဲ့ဒါပါဝတ်သားကိုစားရတဲ့အကြောင်းရင်းဒါပေမဲ့ကောင်းနေသေးတာသူတို့တရုတ်လိုပတ်ဆက်စုနီးစုပုံဟန်နေရမစိုးဘူးနော်တစ်နှစ်မှာတစ်ခါလောက်ပဲဘုံဘောလောသုံးပလိုက်တယ်ကျန်တဲ့လာတွေကျန်တဲ့ရက်တွေဆိုရင်ဖြစ်တယ်လို့ချစ်ကိုပြီးတော့စုကြတာပေါ့နော်